သူကလည်းတစ်ဖက်ခြေထောက်နှစ်ဖက်မရှိဘူးဒါမဲ့သူကဘဝကိုအမိကိုကင်းကင်းနဲ့ရက်တည်နိုင်တဲ့လူတယောက်ဖြစ်အောင်သူကြိုးစားတယ်သူ့မှာတွေးကြုံလာတဲ့အခက်အခဲတွေအားလုံးကသူ့အတွက်စိန်ခေါ်မှုတစ်ခုပဲဖြစ်တယ်မဖြစ်နိုင်တာမရှိဘူးမလုပ်နိုင်တာမရှိဘူးဘယ်လိုထွင်ပြီးလုပ်ရမလဲဘယ်လိုရအောင်လုပ်ရမလဲဆိုတာလည်းသူစဉ်းစားတယ်ကိုယ်မှလည်းတစ်ဖက်ရှိသေးရဲ့အလှပြင်ဖို့မပြင်ပြဘူးအလှပြင်ဖို့ဝင်နေတယ်လည်းတစ်ဖက်မရှိဘဲနဲ့တောင်မှသူ့ကောင်းသူလှအောင်မပြင်တာငါမှလည်းတစ်ဖက်မရှိလို့မဖြစ်ဘူးဆိုတဲ့စိတ်သူ့မှာမရှိဘူးဒါမိုးစိတ်ရိတ်နေတာပါတရက်တာမှသူပါတွေလုပ်ရမလဲလည်းတစ်ဖက်ရှင်တစ်ဖက်ရှိရဲ့လူတွေမှမအားတာမဟုတ်ဘူးသူ့မှာလည်းမအားပါဘူးသူ့မှာလည်းလှုပ်ရှားတယ်အများကြီးရှိရဲ့အလုံးမရှိဘူးဆိုရင်ဘဝဟာတည်နေတဲ့လူတွေတူတယ်သူကအားလာတဲ့အချိန်မှာဆိုရင် stock share တွေကြည့်တယ်24နာရီသူအားတဲ့ရှင်မရှိပါဘူးဒါပေမဲ့သူကလည်းအမြဲတမ်းပျော်ရွှင်အောင်နေတယ်ဘဝကနေတတ်ရင်တော့ကျဉ်းတ်ဆရာကြီးပါပဲဒါသူ့ရဲ့ကိုယ်ပိုင်ကားလေးပေါ့လည်းတစ်ဖက်မရှိတော့ဆိုရင်ရေတောက်ဖို့ခက်ခဲပြီမလားသူကတော့အမိကိုကင်းကင်းနဲ့ရက်တည်နိုင်တဲ့လူတယောက်ဖြစ်အောင်သူကြိုးစားနေတဲ့လူတယောက်ဖြစ်တဲ့အတွက်ကြောင့်သူကသူရေတောက်နိုင်ကြိုးစားတယ်လည်းတစ်ဖက်မရှိတော့ဘူးဆိုရင်သွားတိုက်ဖို့ကိုယ်မှာအခက်အခဲရှိပြီဒါပေမဲ့သူ့မှာတော့အခက်အခဲမရှိပါဘူးဒါသူကတခဲလေးနှလုံးထည့်ရတယ်ဒါခလုတ်ကလေးနှိပ်ထားပြီးဆိုရင်သူ့လိုအဲ့ဒီပုတ္တန်အတွင်းထဲမှာသွားတိုက်တဲ့နေရာမှာလဲနေတယ်သူ့ဘဝသူအမြဲတမ်းကျဉ်းတတ်ပါတယ်ကို့မှာအဲ့ဒီလိုကျဉ်းတတ်တဲ့စိတ်ရှိလားသူ့လိုအပြုံးမျက်နှာကို့မှာရှိရလားကိုတနေ့တာကိုယ့်ရဲ့မျက်နှာဘယ်လိုထားသလဲသူနဲ့ကိုယ်နဲ့ဘာတွေကွာခြားလဲဒါသူ့ရဲ့အဖော်ခွေးလေးပေါ့ဒါပေမဲ့အဲ့ဒီခွေးကအရင်ကြောက်တယ်နော်သူမှလည်းတစ်ဖက်မရှိဘူးဒါပေမဲ့သူရေကူးတာအရင်ဝါနေပါတယ်မင်းမှလည်းတစ်ဖက်ရှိတယ်မင်းရေကူးတတ်လားမကူးတတ်ဘူးသူမှလည်းတစ်ဖက်မရှိပြန်ရေကိုခုံချမှာဟောကဲမြုပ်သွားပြီပေါ်မလာတော့ကို့အထင်မှာသူပေါ်လာပါပြီအဲ့ဒီတော့ရေထဲခုံချရတာကိုသူအရင်ပြောတယ်ဖြန့်လေးတကောင်လို့ကို့မှာ24နိုင်ပါလို့လွတ်လွတ်လပ်လပ်ရေကူးနိုင်တဲ့အချိန်ပေါ့ပါပါနေနိုင်တဲ့အချိန်ရှိရလားသူနဲ့ကိုယ်နဲ့ဘာလဲကွာရှားလဲကြည်စမ်းလူဘဝဆိုတာစိတ်ပျော်ရွှင်အောင်နေမှပြောတာနော်စိတ်ဆင်းရဲပြီးနေတဲ့တဏှိကုံကုံမှာစိတ်ချမ်းသာနေတဲ့တဏှိကုံကုံမှာဘယ်စိတ်နဲ့နေလဲအေးချမ်းတဲ့စိတ်ရှိမှဘဝမှာအေးချမ်းတယ်ဘဝနေတိုင်းတော့ကျဉ်းတ်စရာရှိတယ်တရက်မှ24နာရီရှိတယ်တနာရီနိုင်ဝက်တော့အနားယူတင်တယ်လူဗျာပန်းပြေတင်တယ်ပန်းကြံနေဥယျာဉ်နေ60တင်တယ်သူ့ရဲ့ကာဘလောက်ကောင်းလဲပြိတ္တောင်မှာဒါဆိုလည်းဒီလိုငြိမ်းချမ်းချမ်းနဲ့ပန်းကြံနေလဲဘူးလားအနားယူဘူးလားလျှောက်သွားဘူးလားစိတ်လွတ်လက်လွတ်တရက်မှ24နာရီမှာနိုင်ဝက်လောက်တော့ပေါ့ပါပါလွတ်လွတ်လပ်လပ်နေတင်တယ်တယောက်တည်းကိုယ်အသက်ရှိနေဆိုတော့အနားယူတတ်တဲ့အကျင့်လေးတော့လုပ်ပြရအောင်နေ့မစင်ရုပ်ကအိုစားလာတဲ့အလုပ်တွေနဲ့ပဲစိတ်ဖြစ်စည်းနေတဲ့ခါကျတော့ကိုယ်မှတော့လက်တစ်ဖက်ရှိပေမဲ့လည်းရေကူးခြင်းနဲ့ရေမကူးတတ်ဘူးအဓိကတော့မကူးခြင်းနဲ့စိတ်ပေါ့လေကဲခုံချမယ်စွတ်သူရဲ့ခြေထောက်တီးတီးလေးနဲ့အခတ်ထားတာစဉ်းစားကြည့်ဖြစ်ရှင်တဲ့ဆိုရင်ဘာမှမဆိုဖြစ်တယ်နော်ဖြစ်ရှင်ဖြစ်အောင်လို့နီးလန်းချဆင်ခြင်မပေးနဲ့ခင်ဗျားတို့ကျွန်တော်ကြည့်ပြီးအားကြလိမ့်မယ်ကျွန်တော်တို့ပဲရေကူးခြင်းညားလိမ့်မယ်ဒါပေမဲ့ခင်ဗျားတို့လည်းကူးတတ်ပါတယ်နေုံရေထဲခုန်ချကြည့်တယ်ကျွန်တော်မှတော့ဒီ6ကလေးနဲ့ကျွန်တော်ရက်ခတ်ပါတယ်ဒါပေမဲ့ရေကူးတယ်ဆိုတာလေကျွန်တော်လည်းပြုံးတိုင်းတက်ခဲ့ရတော့မဟုတ်ပါဘူးတဲ့ကျွန်တော်ကရေကူးတဲ့နည်းစနစ်ကိုဆရာရှိမှကျွန်တော်သင်ယူခဲ့ရတာပါအသက်ကိုဘယ်လိုအောင်လာရမလဲဘယ်လိုရှူရမလဲခန္ဓာကိုယ်ဘယ်လိုကိုဖော်ရမယ်ဒါတွေအားလုံးကဆရာကနေပဲသင်ပေးတာပါဘာဖြစ်ဖြစ်တင်ယူခြင်းနဲ့စိတ်လည်းအဓိကအရေးကြီးပါတယ်သူကလည်းတစ်ဖက်မရှိဘဲနဲ့ရေကူးတတ်တယ်ကိုယ်မှလည်းတစ်ဖက်ရှိပေမဲ့လည်းရေကူးတင်ခြင်းနဲ့စိတ်မရှိဘူးဆိုလို့ရှိရင်ဒီတော့ရေကူးတတ်မှာမဟုတ်ပါဘူးအဓိကတော့လှုပ်ရှင်တယ်ဆိုတဲ့စိတ်ကလေးပဲအရင်ဆုံးမွေးလိုက်မလှုပ်နိုင်တာဘာတစ်ခုမှမရှိတော့ဘူးမဖြစ်နိုင်တာဘာတစ်ခုမှမရှိတော့ဘူးကိုယ်စိတ်ကမဖြစ်နိုင်ဘူးဆိုတဲ့စိတ်ပလင်ခံလိုက်ပြီဆိုရင်သွားပြီ
သူကတော့အမြဲတမ်းအမိကိုကင်းကင်းနဲ့ရက်တည်နေသူကြိုးစားတယ်ဘသူ့ကိုမှအကူအညီမတောင်းပါဘူးဘာကိစ္စမဆိုပေါ့ခုအိမ်ဝင်လာလဲကြည့်အောင်ကဲဘယ်လောက်ပေါ်ပါလဲလက်ရှိနေလက်ကရှိုးနေအောင်ခက်ခဲတယ်ဆိုတဲ့အရာတွေလေ့ကျင့်မှညာနောက်ဆုံးတွေ့ပြီးသွားတာပဲခုမှဘာတွေခက်ခဲလဲအချင်းချင်းလေ့ကျင့်ကြည့်ပါခက်ခဲတယ်ဆိုတာလှုပ်ချင်တယ်ဆိုတဲ့စိတ်ကလေးအဲ့ဒီစိတ်ကလေးဖြစ်ဖို့ပဲခက်ခဲတာဒါသူတရက်တာမှသူခေါင်းဘယ်လိုလျှော်တယ်ခေါင်းချော်တဲ့ခါမှာဒီချမ်ပူပေါ့နော်ဒါနှိပ်တယ်ပြနှိပ်ပြအားနေပြီဆိုရင်သူလေ့ကျင့်ကနေနဲ့ဒီအိမ်ထဲမှာသူပတ်ပြေးနေတာပဲဒီကားတစ်စီးသူ့ရဲ့ကားတစ်စီးနဲ့အားနေပြီဆိုရင်စိတ်ကူးတဲ့ကသူဘာလှုပ်ရှားရမလဲဘာချက်စားရမလဲကိုယ်စိတ်ကူးတဲ့ကိုလှုပ်ရှားရတဲ့အလုပ်ပါလေအမှန်တန်ကောင်းတယ်ကို့မှာလက်နှစ်ဖက်မရှိတော့ဘူးဆိုရင်ကျုပ်မကြော်တတ်တော့မလားဟောသူကြော်ပြမယ်ပျော်ရွှင်စရာတောင်ကောင်းသေးတယ်မလုပ်ချင်ဘူးဆိုရင်တော့ပြင်မျက်နှာအများနဲ့ပုတ်တိုးနေမှာအားပြီဆိုရင်သူ PC တွေကိုကြည့်တယ်ဘယ်ကိစ္စမလို့သူကဘုရားရဲ့အကူအညီမှသူမလိုပါဘူးအရာရာအားလုံးသူ့ဟာသူလုပ်နိုင်အောင်ပဲသူကြိုးစားတယ်ဒါကြောင့်လူရလို့ဖြစ်လာရင်အမိကိုကင်းနဲ့ရက်တည်နိုင်တဲ့လူဖြစ်အောင်ကြိုးစားရမယ်ကို့မှာလက်နှစ်ဘက်ခြေနှစ်ဘက်ရှိရတဲ့အမေအားကိုအဖေအားကိုဒါဆိုရင်တော့သူ့တဲ့ကိုကပို့ပြီးနှိမ့်ကြရလူတယောက်ဖြစ်တယ်ကိုင်းခုတ်တက်လိုက်ပြီကဲဘယ်ဘဝမျိုးပဲရောက်နေကိုကနေတတ်မယ်ဆိုရင်ကျင့်တတ်ဆရာရှိပါပဲသူကအားတဲ့အချိန်မှာဆိုလို့ရှိရင်သူက stock share ဈေးကွက်တွေကိုကြည့်တယ်တာမန်အားဖြင့်ဆိုလို့ရှိရင်တော့ဒီလက်နှစ်ဖက်ရှိတဲ့လူတွေကွန်ပျူတာရိုက်ပြီဆိုလို့ရှိရင်တမိနစ်အတွင်းမှာ45လုံးကြီးရိုက်နေတယ်သူကတော့တမိနစ်အတွင်းမှာ43လုံးသူ့ရဲ့အဲ့6လောက်တူတူကြီးနဲ့သူ43လုံးသူရိုက်နေတယ်သူကအားလာတဲ့ချိန်မှာ stock share ဈေးကွက်တွေကြည့်တယ်ဘယ်လိုနိုင်မယ်ဘယ်လိုရှုံးမယ်ဒီဈေးကွက်ကိုသူကစားနေတဲ့ပုံစံကြည့်နေခြင်းအားဖြင့်ကိုဒီလူနိုင်မယ်ဒီလူရှုံးမယ်ဆိုတာကသူသိနေတယ်အဲ့ဒီ stock share ဈေးကွက်တွေမှာသူဝင်ပြီးရှင်းပြိုင်မယ်ဝင်ပြီးပါမယ်ဆိုလို့ရှိရင်လည်းသူကမနိုင်တဲ့ပွဲတစ်ပွဲမှမရှိဘူးသူကအမြဲတမ်းအနိုင်ရတယ်ဒါပေမဲ့သူကဒီ stock share ဈေးကွက်ကိုကစားတဲ့အခါမှာတော့စီးပွားရေးအနေနဲ့သူမကစားဘူးအပြင်းပြေဘောအနေနဲ့လည်းသူကစားတယ်ဒါပေမဲ့သူ့အတွက်ပတ်စံဆိုတာငွေဆိုတာမရှားပါဘူးအဲ့ဒီ stock share ဈေးကွက်တွေနားလည်အောင်ကြည့်ရင်နောက်ဆုံး stock share ဈေးကွက်မှာကျွမ်းကျင်တဲ့လူတွေဖြစ်လာတယ်သူအားလာတဲ့ချိန်မှာသူပြင်တမချမ်းစာတွေသူဖတ်တယ်တရားဟောတဲ့အလုပ်တွေသူကမှပါတယ်တာမန်လူတွေလုပ်နိုင်တဲ့အလုပ်ကိုသူစမ်းပြလုပ်ကြည့်တယ်မှတ်တာဆိုလို့ရှိရင်သူတော့သူ့ရဲ့စတူဒီယိုခန်းပေါ့အခွေတွေဗီဒီယိုခွေ editing လုပ်တယ်တီးဖြတ်တယ်အဲ့ဒီလိုဗီဒီယို editing လုပ်ရတာအတန်လိုင်းတွေ editing လုပ်ရတာသူရမ်းဝါနာပါတယ်စတူဒီယိုလုပ်ရတာပေါ့လက်နှစ်ဘက်ရှိပြီးတော့သူမပြောနိုင်ကိုမပြောနိုင်ဘူးသူကလက်နှစ်ဘက်မရှိဘဲနဲ့သူ့ကိုပြောနိုင်အောင်ပြောတဲ့လူတယောက်ဖြစ်အောင်ဘဝမှာပျော်ရွှင်တဲ့လူတယောက်ပြန်ပြီးနေနိုင်တယ်သူ့မှာအခက်အခဲတွေအများကြီးရှိပါတယ်ဘာပဲလုပ်လို့ဒါပေမဲ့ဘုရားရဲ့အကူအညီမှသူမလိုပါဘူးခင်ဗျားတို့လည်းပျော်ရွှင်အောင်နေရှိပါကျွန်တော်တို့အမြဲတမ်းသူကလူတွေကိုစိတ်ပျော်ရွှင်အောင်အမြဲတမ်းလုပ်တတ်တဲ့လူတယောက်ဖြစ်တယ်နောက်သူကသူအမြဲတမ်းယုံကြည်မှုရှိရဲ့သူမှလည်းပဲရှင်ပဲမရှိပင်မဲ့သူဟာစင်ပေါ်ရောက်ရမယ်ဒီတယောက်သူကိုမှန်းထားတယ်ကိုမှလည်းပဲရှင်ပဲရှိတယ်စင်ပေါ်သွားခြင်းနဲ့စိတ်ရှိမှစင်ပေါ်ရောက်မှာစင်ပေါ်သွားခြင်းနဲ့စိတ်မရှိဘူးဆိုရင်တော့စင်ပေါ်ရောက်မှာမဟုတ်ဘူးဒါသူစပွဲပေါ်မှာစကားပြောနေတာပါစကားပြောကောင်းတဲ့လူကြောင့်ဖြစ်ဖို့ဆိုတာကစင်ပေါ်မှာစကားပြောပြီဆိုလို့ရှိရင်ပြောတိုင်းဝင်မပြီးဘူးသူရဲ့လှုပ်ရှားမှုလည်းအရေးကြီးတယ်သူမှခြေတော်မရှိဘူးလက်မရှိဘူးဆိုပေမဲ့သူဟာဟန်ပါအမူအရာအပြည့်နဲ့သူလုပ်တယ်သူအမြဲတမ်းတက်ကြွမှုရှိရဲ့စကားပြောရင်အားပါပါပြောတတ်တဲ့အချင်းရှိတယ်စိတ်ရှင်လန်းဝယ်ဟာတာပညာပေးပုံမြင်နေတယ်သူများစွာပြောတယ်သူကလူတွေအများကြီးကြားထဲမှာသူခြောက်သွားခြင်း
mà shopping mall လိုဟာမျိုးမရန်ကုန်မြို့ဆိုရင် city mart လိုဟာမျိုးပေါ့ကုန်တိုက်တွေပေါ့သူစီကားတဲ့နေရာကြီးသူသွားခြင်းတယ်မကန်းချီခရီးတွေသူလဲသွားခြင်းတယ်ဒါသူ့ရဲ့ခြေထောက်ကလေးပါအဲ့ဒီခြေထောက်ကလေးကသူ့အတွက်အရန်သုံးဝင်တယ်သူ့မှာရှိတဲ့ခွေးဆိုလို့ချင်းလည်းအဲ့ဒီခြေထောက်ကလေးကိုအမတန်ကြောက်တယ်တစ်ချက်ကန်လိုက်ပြီးတော့ခွေးရလွတ်နေသွားဝေးရောက်တာ And I've done a double degree in accounting and financial planning at university. I'm a real သူက shopping mall သွားတယ်သွားပြီဆိုလို့ချင်းသူတွေကသူ့ကိုဝိုင်းပြီးကြည့်ကြတယ် I just love to give hope to people in any way that I can. So anyway, I go around in my electric wheel. သူ့မြင်တဲ့အခါမှာသူကအရန်အံ့ဩကြတယ် Everyone is just looking at me, you know. သူတွေအဲ့ဒီအံ့ဩတာမျိုးလည်းသူသဘောကျပါတယ် Funniest things like it's ကလေးတွေဆိုရင်လည်းသူ့အတွင်းဝိုင်းပြီးစားတယ်ဟာဘာကြီးလဲသူကလည်းဟာဘာကြီးလဲလို့ပြန် online ကလေးရလန့်ပြီးထွက်ပြေးကြတယ်ဒါဘာပဲဖြစ်ဖြစ်သူပြောပါတယ်အဲ့ဒီလိုလူတွေကြားထဲသွားရတာကိုသူပြောပါတယ် and actually jump inside a pool and I float like a life vest. သူကအားရချင်းဆိုရင်သူက I have a little motor down here and I go. အမြဲတမ်းသူ့ကိုယ်အမြဲတမ်းလေ့ကျင့်တယ် Sometimes kids freak out because all they see is a head. အပန်းပြေခီးတွေသူသွားခြင်းတယ်ဥမာအထူးသဖြင့်ပင်လေရချမှာပင်လေကန်းချီဒေသတွေမှာသူရေကူးခြင်းတယ်ပေါ့ I went down all by myself. It was awesome. I was very proud of ရေကူးခြင်းတယ်ဆိုလို့ရှိရင်အဲ့ဒီရေကူးရဲ့အချိန်များသူ့စိတ်ထဲမှာပေါ့ရေကူးရဲ့အချိန်များ just relaxing, you know. မိချောင်းနဲ့များတွေ့ရင်တော့သူဘယ်လိုလုပ်မလဲပေါ့ You're right, come there like crocodile. ဟာမိချောင်းဆိုပြီးတော့သူဒီလိုမျိုးထွက်ပြေးမယ်ပေါ့ Now look, the funniest story. When people ဒါပေမဲ့တကယ်တော့သူကအဝေးကြီးသူမပြေးနိုင်ပါဘူး that I have no arms, no တခါလဲမိချောင်းစာဖြစ်သွားမှာတနေ့ကျတော့သူကလက်မရှိဘူးလက်မရှိပဲနဲ့ကားမောင်းပြမယ်ဆိုတဲ့အခါကျကောင်မလေးကသူ့ကိုလာကြည့်တယ်ကောင်မလေးတယောက်ကသူကားပေါ်တက်သွားတဲ့အချိန်မှာကောင်မလေးကသူ့ကြည့်နေဟာလက်မရှိပဲနဲ့ဒီသူကားမောင်းမယ်ဘယ်လိုမောင်းမလဲဆိုပြီးကောင်မလေးကဘေးကနေလှမ်းကြည့်နေအဲ့ဒီခါမှာသူကနေပြီးတော့ကားပေါ်မှာသူတပတ်လောက်လှည့်ပြလိုက်တယ်လက်ပတ်ပြလိုက်တဲ့အခါကျတော့ကောင်မလေးကလှမ်းပြီးအမလေးဆိုပြီးထွက်ပြေးသွားတယ်တကယ်တော့သူကကားမောင်းတတ်ပါဘူးတဲ့ သူကစတာကောင်မလေးကလန့်နေထွက်ပြေးသွားတယ်လူတွေကသူ့ကိုတွေ့ရင်ရန်သဘောကျတယ်သူကလည်းလူတွေတွေ့ရင်သဘောကျပါတယ်အမြဲတမ်းပြုံးတဲ့သူနှုတ်ဆက်ပါတယ်ကဲသူစပွဲပေါ်မှာဒီပေါ်လုံးလေးကိုသူကန်ပြမယ် just keep going just a little bit more back. Just a little bit more back. ဒီပေါ်လုံးလေးကိုလည်းကျွန်တော်အဝေးကနေကျွန်တော်ပြေးကန်တယ်မှာပြေးကန်ပြမှာခင်ဗျားယုံမလားတော့မသိဘူးတဲ့ Come on, it's all good, dude. It's all good. ကျွန်တော်6တီးတီးလေးနဲ့ကျွန်တော်ပြေးပြီးကန်ပြမှာပါဟောဒီမှာကြည့်ပါကျွန်တော်နောက်ကိုစုံမယ်ကျွန်တော်အချိန်နဲ့ပြစ်ကန်ပြမှာစုံအောင်မယ် It's quite a big kick. စုံအောင်မယ်ထပ်ပြီးတော့စုံအောင်မယ်စုံလို့ရတယ်ထပ်စုံကြည့်အောင်မယ်ထပ်စုံလို့ရပါလေစုံအောင်မယ် I don't want to pull up this table. စုံလို့မရတော့ဘူးပေါ့စုံကြည့်အောင်မယ် Here we go. စုံအောင်မယ်ထပ်ပြီးတော့အေးအောင်မလေးဘယ်လန့်သွားတာတဲ့ကျွန်တော်ဘယ်လိုလုပ်လဲဒီဘောလုံးကိုကျွန်တော်ဝေးကနေပြေးပြီးကန်နိုင်ပါလေတဲ့ကျွန်တော်ခင်ဗျားတို့စတာပါတဲ့နောက်တာပါကျွန်တော်ပြေးပြီးမကန်နိုင်ပါဘူး One. အနာပဲဒီလိုမျိုးပဲကန်နိုင်ပါလေ Beautiful, man. Come up here. Come up here. Can you hold this up for me? ဒါလေးကကျွန်တော်ရဲ့ BCD ခွေလေးပါကျွန်တော်နေ့စဉ်ပေါ့ကျွန်တော်သွားလာလှုပ်ရှားတဲ့ပုံစံတွေနေတိုင်းစားတော့တဲ့ပုံစံတွေလူတွေကကျွန်တော်ရမ်းသိချင်ကြတယ်ကျွန်တော်လက်လက်ဖက်ချီလည်းပဲမရှိဘဲနဲ့ကျွန်တော်ဘယ်လိုစားတော့လဲဘယ်လိုနေထိုင်လဲ So I jump around in the pool and သူတွေရမ်းသိချင်ကြတယ် I want to swim in the pool and brush my teeth. ကျွန်တော်မနေ့မိုးလေးနဲ့အိယာထားတယ်သွားတိုက်တယ်မျက်နှာတစ်တယ်ရေချိုးတယ်ပြီးရင်အစာစားတယ်ကျွန်တော်နေ့စဉ်နေထိုင်တဲ့ပုံစံတွေအားလုံးကိုလည်းခင်ဗျားတို့အရမ်းသိချင်ပါလေ Give me a hug, man. ခွေထဲမှာအကုန်ရှိပါတယ် Awesome, man. Thank you. Absolutely, brother. You know what? Okay check in ဩနေနေမတော်နဲ့ဟုတ်ကဲ Not on it. လက်တီထိုးမယ် Right. ကဲပခုံးချင်းတိုက်မယ်ဒိန် Ready, ready, ready. ဒိန်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 
okay ဟော Thanks, man. Oh, thank you. ကဲစဉ်းစားကြည့်ပါဒီခွေကြည့်လိုက်တဲ့ခါမှာကိုယ့်အတွက်ဘာပညာရတယ်သူ့မှာလက်နှစ်ဖက်ရှင်တစ်ဖက်မရှိဘူးဒါပေမဲ့သူဟာသူ့ဘဝသူထိန်းချောင်းနိုင်တယ်သူ့ဘဝသူအောင်မြင်တဲ့သူတယောက်ဖြစ်အောင်သူလုပ်နိုင်တယ်သူ့အတွက်စာဝတ်နေဘာမှပူစရာမလိုငွေစွာလည်းသူ့အတွက်မချဘူးဘာကြောင့်လဲဆိုတော့သူ stock share စီးပွက်တွေသူအားရင်အားတယ်လို့ကစားတယ်စီးပွားဖြစ်တော့မှကစားဟုတ်သူကချမ်းသာဖို့သူစိတ်မကူဘူးပုံမှန်စားတော့နိုင်ဖို့ပဲသူစိတ်ကူးတယ်အဲ့ဒီဘဝမျိုးနဲ့ပဲသူရက်တည်ပြီးတော့သူနေထိုင်သွားမယ်ငွေစွာသူ့အတွက်မချပါဘူးလက်နှစ်ဖက်မရှိတဲ့လူတွေကတော့မှသူ့အတွက်ငွေမချဘူးဒါဆိုရင်ကိုယ်လက်နှစ်ဖက်ရှိတယ်ဆိုရင်ကိုယ့်အတွက်ငွေချမလားအလုပ်တွေရောချမလားအဓိကဟာအုံနောက်ပဲအုံနောက်တွေရင်းနှီးမြုပ်နှံတယ်ဒါကြောင့်မင်းစိတ်တကြပြီဆိုလို့ရှိရင်ဒီလက်နှစ်ဖက်ရှိနေပဲမရှိရလို့မင်းတရိရပါအခက်အခဲတွေပြဿနာတွေကြုံတိုင်းမှာငါမှဘာတွေလိုအပ်တယ်လဲဘာတွေဖြည့်ဆည်းရမလဲအမိကိုကင်းနဲ့ယက်တိနာငါဘယ်လိုကြိုးစားရမလဲဆိုတာမင်းအမြဲတမ်းစဉ်းစားပါဒီနစ်ကတော့သူ့ကိုယ်သူအမြဲတမ်းအမိကိုကင်းနဲ့ယက်တိနာပြီးကြိုးစားတယ်အမိကိုကင်းနဲ့ယက်တိနိုင်တဲ့လူတယောက်ဖြစ်မှသူ့ဘဝဆိုတာဂုဏ်သိက္ခာရှိတယ်အမြဲတမ်းသူဟာကေဇေရုပ်ပဲမျှော်လင့်နေမယ်သူတစ်ပါးရဲ့အကူအညီပဲမျှော်လင့်နေမယ်သူတစ်ပါးရဲ့လောင်းရိပ်အောက်မှာပဲနေနေမယ်ဆိုလို့ရှိရင်ဘယ်တော့မှကအညွန့်ကောင်းထွက်မှာမဟုတ်တော့ဘူးမင်းကနေအောင်လာရောက်မြင်ရင်းနဲ့တဲ့သူတစ်ပါးရဲ့လောင်းရိပ်အောက်မှာအသက်ရှင်တတ်နေလဲဆိုရင်မင်းဘယ်တော့မှအလင်းအောင်ရမှာမဟုတ်ဘူးဒါဆိုရင်ကိုကဘယ်လိုနေနေလဲအခုလူတွေကအမြဲတမ်းသုံးသဝီရဲ့အကူအညီအမြဲတမ်းမျှော်လင့်နေတယ်ဘယ်သူများငါ့ကိုကူညီမလဲဆွေမျိုးများကူညီမလားအမေများကူညီမလားအဖေများကူညီမလားတငယ်ချင်းများကူညီမလားအစရှိတဲ့ပြင်ပေါ့နောက်ဆုံးကူညီမဲ့လို့မရှိတော့မှဗိုက်ထက်ကမွေးလာမဲ့ကလေးကိုဒီကလေးတွေကငါ့ကိုကူညီမှာပဲဆိုပြီးတော့ဗိုက်ထက်ကလေးကိုအားကိုးတယ်တစုံတဝီရဲ့ကူညီသူတွေကအမြဲတမ်းမျှော်လင့်နေဆိုတဲ့အကြောင်းပြောပြတာအားကိုးစံဖြစ်ရင်ဗိုက်ထက်ကလေးမွေးလာမဲ့ကလေးကိုအားကိုးတယ်ဒါကိုအထင်ပါဗိုက်တက်ထွက်လာပြီဆိုတော့အင်္ဂုလိမာလာကိုဓာတ်နဲ့လိုက်ရင်ကိုပြေးနေရတယ်တကားလေဒါကြောင့်ဘုရုမှာအာမကိုပါနဲ့အချင်းချင်းအကယ်ခံရပြီဆိုရင်အဲ့ဒီသူကကယ်ဆယ်ရေးရဘယ်တော့မှမလုပ်ဘူးဂုဏ်သိက္ခာရှိရတယ်လည်းမဖြစ်နိုင်ဘူးတချင်းကယ်ခံမှုဆိုတာနောက်ချင်းအကယ်ခံမှုပဲသူစိတ်ကူးမယ်ဒါဆိုရင်ဘဝဟာအောင်မြင်တဲ့လူတယောက်မဖြစ်နိုင်ဘူးဂုဏ်သိက္ခာရှိတဲ့လူတယောက်လည်းမဖြစ်နိုင်ဘူးဒါကြောင့်ဒီနေ့ဒီချမ်းစပြီးဘုရုရဲ့အကယ်ဆယ်ရေးဘုရုရဲ့အကူအညီမှာမမျော်လင့်ပါနဲ့ကိုချောက်ကိုရက်တင်နေအောင်ကြိုးစားမယ်အမိကိုကင်းနဲ့ယက်တည်နိုင်တဲ့တယောက်ဖြစ်မှဘဝဟာဂုဏ်သိက္ခာရှိ။ဒါကြောင့်ဒီနေ့ဒီချမ်းစလို့မင်းဟာဂုဏ်သိက္ခာရှိတဲ့တယောက်ဖြစ်အောင်မင်းကြိုးစားပါ။မင်းလုံနိုင်လိမ့်မယ်ဆိုတော့ဆရာလုံးဝယုံကြည်တယ်။မင်းဆက်ပြီးကြိုးစားပါ။မင်းလုံးဝအောင်မြင်လိမ့်မယ်